ရွှေနိုင်ငံတော်ကြီးလို့အမွန်းတင်စားမြက်လက်ပြခံထားရတဲ့ကျွန်တော်တို့ရဲ့မြန်မာလူလူဗမာလူလူပြည်ထောင်စုလူလူဖက်ဒရယ်လူလူဒီနိုင်ငံသူနိုင်ငံသားအားလုံးဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတော့ညနေဖုံးကွာကျသွားတဲ့ကြီးစိုးမိတ်ဆာတို့ရဲ့လူမဆန်ခြင်းအောက်မှာပြပြပြင်းပြင်းကိုဒုက္ခရောက်ခဲ့ရပါပြီငငယ်ကလေးကကြားဘူးနားရင်ခဲ့ရတဲ့အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာ၃ပါးဟာလည်းမြန်မာတနိုင်ငံရဲ့အတွက်လားလို့ထင်မှတ်မှားရလောက်အောင်ဒုက္ခတန်တရားကြီးအချိန်ပြင်းပြင်းလဲပါတော့တယ်ခင်ဗျာဖျားတကာကြီးများပမာဟန်ရေးပြလွန်းတဲ့လူကြီးလူကောင်းဟန်ဆောင်သူတွေဟာ၎င်းတို့အာဏာလက်မလွတ်ရေးအတွက်ဘယ်သူတေးသေးဘယ်လောက်တေးသေးအကုန်တတ်ရဲတဲ့အကြောင်းတိုင်းသူပြည်သားအလုံးမျက်ဝါးထင်ထင်သိမြင်လိုက်ရပါတော့တယ်စစ်အာဏာသိမ်းမှုကြောင့်တောင်ပေါ်မြေပြန့်ပြည်နယ်ပြည်မတော်မြို့ကြားမကြီးငယ်လူမျိုးဘာသာမရွေးတဖြုတ်ဖြုတ်တည့်ရွက်များပမာအသက်ဆုံးခဲ့ရတာဆိုရင်လဲစစ်အာဏာသိမ်းစဉ်ကစလို့ယနေ့ထိထက်တိုင်းမပြီးစီးနိုင်တော့ပါဘူးလူဒန်းစားအလွှာပေါင်းစုံကမတရားမှုကိုဆက်ဆုပ်ယွန်ရှာကြသူတွေအားလုံးဟာအနိုင်ကျင့်တဲ့စစ်အုပ်စုကိုဆွတ်လွတ်မှုပေါင်းစုံပိတ်ဆက်ပြီးကြာရနေရာကတော်လှန်နေကြရပါပြီအထူးသဖြင့်တော့လူငယ်လူရွယ်တွေပါစီစဉ်တွေအောင်မြင်မှုတွေကြော်ကြားထင်ရှားမှုတွေယာဒုဌာနန္ဒရတွေအပြင်အစားထိုးမရတဲ့ဘဝတွေကိုပါအရင်နှီးပြုလုပ်ပြီးတော်လှန်ရဲဖို့ဆိုတာကတော့မတရားမှုကိုဘယ်လောက်ထိယုံမုန်းတယ်လဲဆိုတဲ့ချက်ပေါ်မူတည်နေမလားပါပဲဒီလိုနဲ့တဖြုတ်ဖြုတ်ကြွတက်သွားတဲ့ကြဲကလေးတွေနိုင်ငံတော်အသစ်ရဲ့ကောင်းကင်မှာလွတ်မြောက်တောက်ပခဲ့ကြပါပြီအဲ့ဒီလိုအယောင်ဆုံးကြဲပန်းခင်းတွေကြားတဲ့တူးလို့ခေါ်တဲ့မြမရိုးရာလက်ဝဲသမားတူလဲအပါဝင်ဖြစ်ခဲ့တယ်ဆိုတာဒီနေ့ကျွန်တော်ပြောပြပါရစေတို့ပဲမိကိုနေရတယ်ညီမတို့ကလေဒါကိုမမတော့တဲ့အရင်ကလေးကရက်တင်ငယ်ဆိုရအဖေလိုအမေလိုအကူကပဲဒီလိုပဲဆောင်းရောက်ပေးကြတာဆိုရညီမတို့ကဆောင်းရောက်မှုတခုပဲမတရားမှုကိုတွန်းလှန်ဖို့တတ်သိရှိခဲ့တယ်လို့အောင်မြင်နေတဲ့ဘဝကိုစွန့်လွတ်ဖို့ဝန်မလေးခဲ့သူတူကိုမကွေးတိုင်းရေနံချောင်းမြို့နယ်ဘူးကျွန်းရွာဇာတိလို့သိရပါတယ်။တငယ်ချင်းတွေကမောင်တူးလို့ခေါ်တဲ့သူဟာလက်ဝဲလောကမှာတော့ငကမန်တူလို့လူသိထင်ရှားခဲ့ပြီးပထမတန်းတိုက်ခိုက်ရေးသမားဖြစ်ပါတယ်။အရွယ်ရောက်စဉ်ကတည်းကကရာတေးပညာကိုလေ့လာလိုက်စားခဲ့ပြီးရန်ကုန်မြို့အခြေစိုက်ငကမန်ရိုးရာလက်ဝဲသင်းကိုရောက်ချိန်မှာတော့ထိတ်တန်းလက်ဝဲသမားဖြစ်ဖို့အကြောင်းလှခဲ့ပါတယ်။တူဟာအခြေခံကောင်းကဲ့သူဖြစ်လို့အောင်မြင်မှုလမ်းကြောင်းကိုရောက်တာနဲ့တပြိုင်နက်အရှိန်အဟုန်ပြင်းပြင်းနဲ့အမြင့်ပြန်နိုင်ခဲ့တဲ့မြမသားကောင်းတိုက်ခိုက်ရေးငကားတကောင်ဆိုမမှားပါဘူးလက်ဝဲသမားဘဝမှာကျိုးဝိုင်းတိုက်ပွဲပေါင်း80နီးပါးကိုဖျက်ဆီးကျော်လွှားနိုင်ခဲ့ပြီးစစ်အာဏာရှင်တော်လှန်ရေးအတွက်တော့လူသူလက်နဲ့စုဆောင်းနေရယူနေစဉ်အတွင်းမှာပဲစစ်ကောင်စီတပ်တွေရဲ့လက်ဦးမှုယူဖမ်းဆီးတပ်ဖြတ်ခြင်းကိုခံခဲ့ရတာပါအာနာသိန်းဖြစ်စဉ်နောက်ပိုင်းမှာလမ်းပေါ်ထွက်ဆန္ဒပြခဲ့သူရိုးရာလက်ဝဲသမားအများပြားပေါ်ထွက်ခဲ့ပြီးလက်သုံးချောင်းထောင်နေုံနဲ့ဘာမှမဖြစ်နိုင်မှတည်သွားချိန်မှာတော့စားဝတ်နေရေးနဲ့အောင်မြင်မှုပုံရိပ်အခြေမပြတ်သွေးအေးသွားခဲ့ကြသူတွေကများပါတယ်မိမိတို့မျိုးဆက်သားမကသားသမီးတို့ရဲ့နောင်လာနောင်ရေးအနာဂတ်မှာမတရားတဲ့စစ်အုပ်ချုပ်မှုကိုဘာပဲပေးဆက်ရပါစေလက်နဲ့ကင်ဆွဲဖို့ဆုံးဖြတ်လိုက်သူလူနည်းစုထဲမှာတော့ຫນွေဦးသူရဲကောင်းဖြစ်တူတယောက်ပါဝင်လာပါတော့တယ်ရှုံးမှကျွန်တော်ဒေအောင်ကြောက်တယ်ကျွန်တော်နောက်လန်တဲ့ပွဲမှာလည်းကျွန်တော်အတက်နိုင်ဆုံးကျွန်တော်ရှုံးမပေးဘူးကျွန်တော်စင်မမာတာကျွန်တော်မထားနိုင်လို့ဒီလိုပေးပါမယ်ပေါ့နော်ကျွန်တော်ကစိတ်ကတော့ရှုံးပေးရတယ်ဆိုရယ်စိတ်နဲ့ရှုံးပေးမဲ့လူမျိုးတဲ့အတွက်ကျွန်တော်ရှုံးမှအရန်ကြောက်တယ်ဒီငယ်ကြီးဓာတ်ပုံလေးတက်လက်နဲ့ချောင်းထောင်ခဲ့တယ်
了，你讲过了。 ကင်မရာမီးရောင်များအောက်မှာသားသမီး2ယောက်နဲ့မိသားစုကဘာလေးတဲ့လက်3ချောင်းစာလက်2ချောင်းထောင်ตาရခဲ့ချိန်ဟာတူတောင်းလွန်းလှပါတယ်။ကြိုမမြင်နိုင်ခဲ့တဲ့ကံကြမ္မာမုန်တိုင်းအောက်မှာဘဝပေါင်းများစွာပျက်စီးအတိုက်အမြုံပေါင်းများစွာပြိုကွဲခဲ့ရတဲ့ထဲတူတူတို့မိသားစုလည်းပါဝင်ခဲ့ပါပြီခင်ဗျာ။ဘာကြောင့်မှမသိပဲလူလာဖြစ်ခဲ့ရတဲ့ကန်ဆိုးမဲပေါက်ရာနိုင်ငံမှာမတရားမှုကိုစန့်ကျင်လိုစိတ်တစ်ခုတည်းနဲ့အခုလိုဘဝတွေဆုံးရှုံးပေးဆက်လိုက်ရတာဟာဘယ်သူကြောင့်ပါလဲ။တူတူဟာလူချစ်လူခင်ပြိတ္တပေါ်များသူဖြစ်လို့ကြံရစ်သူမိသားစုကိုမိတ်ဆွေများကဝိုင်းဝန်းကူညီနိုင်ကြတော့လဲသားသမီးများအတွက်တော့အစားထိုးမရတဲ့ဖခင်တယောက်အိမ်ပြန်မရောက်နိုင်တော့ပါဘူး ရှုံးခဲ့မယ်ဆိုရင်လည်းကျွန်တော်ရေရှုံးခံရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကမြန်မာယူကလက်ဝိတ်ကစားသမားတယောက်ဖြစ်တဲ့အတွက်ကျွန်တော်ကလူစမ်းကောင်းလောက်တာတော့မဟုတ်ဘူးဒီကျွန်တော်တို့မြန်မာတွေမကြောက်တတ်ဘူးသူ့မှာအသာချက်တွေအများကြီးခန္ဓာကိုယ်အချိုးစားပညာလက်ခံတဲ့အဲ့အသာချက်တွေကိုလည်းကျွန်တော်ဂီးမဆိုင်ဘူးကျွန်တော်ကကြောက်စိတ်မရှိတဲ့အတွက်သူ့ကိုကျွန်တော်ဒုတိယကြိမ်ပြန်လဲစိန်ခေါ်ခြင်းပဲဖြစ်ပါတယ် ကျိုးဝိုင်းပေါ်မှာကောဒီဘဝတည်းပါပြန်မစုံနိုင်တော့ပေမဲ့ Dave တယောက်ကတော့သူ့ရဲ့ပြိုင်ဘက်မိတ်ဆွေဖြစ်ခဲ့သူတူတူကိုတတိတရအခုလိုထုတ်ဖော်ရေးသားခဲ့ပါတယ်။တင့်အနေနဲ့ကြားဘူးကြမှာကြားဘူးမှာပါဆိုပေမဲ့မြန်မာနိုင်ငံမှာမတည်ငြိမ်မှုတွေဖြစ်နေပါတယ်။ဒါကိုကဘာကသိဖို့အရန်ရေးကြည့်ပါတယ်။မြန်မာအနေနဲ့သူတို့ရဲ့ချန်ပီယံတယောက်ဖြစ်တဲ့တူတူကိုဆုံးရှုံးလိုက်ရပါပြီ။ရုရှားနဲ့ယူကရိန်းမှာဖြစ်နေတာတွေနည်းတူမြန်မာနိုင်ငံမှာဖြစ်နေတာတွေကိုစိတ်ပူတင်ပါတယ်။တူတူညီကိုမင်းကတိုက်ခိုက်ရေးသမားလက်ဝဲဂန်ဒဝင်တယောက်ဖြစ်ပြီးတော့ငါထိုးခဲ့သမျှအကျန်းဆုံးတွေကတယောက်ဖြစ်ပါတယ်တူတူဟာဆိုရင်ကျွန်တော်ကိုမြမလက်ဝဲကဘာတဲ့ကြိုဆိုပြီးကျွန်တော်နဲ့ပထမဆုံးထိုးတက်ခဲ့တဲ့လူလည်းဖြစ်ပါတယ်တမိုင်းတင်လောက်တဲ့ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်ကျွန်တော်တို့ online ပေါ်မှာအဆင်မပြေညှင်းခုန်မှုတွေရှိပေမဲ့မင်းကငါလေးစားပါတယ်မင်းနဲ့တူကျိုးဝိုင်းထဲမှာစုံစည်းခွင့်ရခဲ့တာကိုဝမ်းသာမိပါတယ်အေးချမ်းစွာအနားယူပါလို့တတိတရဂုဏ်ပြုခဲ့ပါတယ်ခင်ဗျာမဟုတ်မခန်းတော်လှန်လိုစိတ်ပြင်းထန်တဲ့လက်ဝဲချန်ပီယံတူတူဟာစစ်အာဏာသိမ်းပြီးနောက်လူထုဆန္ဒပြပွဲတွေဖြိုခွင်းခံရပြီးနောက်ပိုင်းကတည်းကစောစောစီစီပဲတောခိုခဲ့ပါတယ်2021ခုနှစ်နှစ်လယ်ပိုင်းကတည်းကစစ်တင်တန်းတက်ရောက်ခြင်းနဲ့ရန်ပုံငွေရှာဖွေရေးလှုပ်ရှားမှုတွေမှာစီးမျောပျောက်ကွယ်သွားခဲ့ပြီးဖောက်ပြန်နေတဲ့စစ်တပ်ကိုပြက်ပြက်သားသားတော်လှန်ရဲသူမကွေးတိုင်းကလက်ဝဲသမားအဖြစ်ဘဝတစ်စစ်ချိုးလိုက်ပါတယ်တိုက်ခိုက်ရေးကြိုးဝိုင်းပေါ်မှာပြိုင်ဘက်ရဲ့အနေအထားကိုကြည့်ပြီးမှကောင်တာဆောက်ကစားတက်လို့ပရိသတ်တွေရဲ့ဝေဖန်ခံခဲ့ရဘူးသူဟာတူတူပါပဲနိုင်ငံတကာနိုင်ငံလုံးရဲ့အနာဂတ်တိုက်ပွဲမှာတော့တူတူဟာအာနာရှင်ကိုအချိန်မဆိုင်ပဲတိုက်စစ်ဖွေဖို့ဆုံးဖြတ်ခဲ့ခြင်းကတော့သူ့ရဲ့စိတ်ကြိုက်ကစားဟန်မဟုတ်ခဲ့ပါဘူး3မိနစ်ထိုး2မိနစ်နာ9ချီပွဲတွင်နှစ်ဦးသားအလဲမထိုးနိုင်တဲ့အခါရိုးရလက်ဝဲကြိုးဝိုင်းတဲ့ဘောကပူးတွဲတည်ပါအခုတော့ရိုးရလက်ဝဲရဲ့စီးမြင်လို့သူလည်းမနိုင်ကိုလည်းမနိုင်ပူးတွဲတရေမရှိနိုင်တဲ့ຫນွေဦးတော်လန်ရေးအတွင်းတူတူတယောက်ပြက်ပြက်တသားကြဆုံးသွားပါတယ်။တမင်ဆယ်လန်းကြားတလန်းဝယုံပင်ကျွဲခတ်အသေးပြအောင်ထိုးကြတယ်။ပြေးလေတဲ့ရွှေသမင်းနေဝေမှသိမယ်။မင်းလဲမင်းမို့စွမ်းလေသလားငါလဲငါမို့စွမ်းလေသလားအစရှိတဲ့ရိုးရလက်ဝဲစာချိုးများစွာထဲမှာနေမပြီးငါပြီးဆိုတဲ့အတိုင်းအသက်ကိုရင်းပြီးတူတူတယောက်နိုင်ငံတော်သစ်အတွက်ပေးဆက်သွားခဲ့ပါပြီ။လာတငယ်ချင်းဝိုင်းလယ်မှာတဲဖို့အခွင့်အရေးမရခဲ့တာကတော့တူတူအတွက်ဝမ်းနည်းစရာလို့ဆိုရပါမယ်။လက်ဝဲကျော်တူတူနဲ့အတူလူငယ်6ဦးကို2022ခုနှစ်ဧပြီလ17ရက်နေ့မှာမင်းဘူးခရိုင်စကုတ်မြို့မင်းချောင်းတရားအနီးမှာရှိတဲ့ရွှေအိမ်သစ်စားတောက်ဆိုင်မှာဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီတောက်တိုင် Telegram Channel များမှာဖော်ပြခဲ့ကြပါတယ်။၎င်းတို့နဲ့အတူပစ္စတိုတနက်9လက်လက်ပစ်ဗုံး2လုံးနဲ့ကြီးစံတချို့ကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်းပူးတွဲဖော်ပြခဲ့ကြတာပါ။2022မှာကတည်းကဖမ်းမိပြီးထောင်ကျသွားမှန်းသိရပေမဲ့တူတူနဲ့အပေါင်းပါတွေကိုစစ်အုပ်စုကမြည်သည့်ပုံမှန်တပ်ပြီးထောင်မီမြနှစ်ကြတယ်ဆိုတာမိသားစုတွေရှင်းရှင်းလင်းလင်းမသိရဘဲသတင်းအမှောင်ချခံခဲ့ရပါတယ်။ယခုနှစ်2023ခုနှစ်ဧပြီလမှာတော့နိုင်ငံကုံဆောင်အာဆီယံရွှေတံဆိပ်ဆုရှင်လက်ဝဲပထမတန်းရွှေကပတ်ပိုင်ရှင်နိုင်ငံမန်တူတူရဲ့ပြည်သက်များကြားသတင်းဆိုးတစ်ခုကိုစတင်ကြားလိုက်ရပါတော့တယ်။အဲ့ဒါကတော့တူတူကိုစကုတ်တက်ခလိုက်ရ30အတွင်းအချိန်အတော်ကြာချုပ်နှောင်ခံထားရပြီးနောက်ဖက်ပြေးရန်စ조사စဉ်ပြစ်ခတ်ခံရလို့တေဆုံးသွားပြီဆိုတဲ့သတင်းဆိုးများပဲဖြစ်ပါတယ်။ရိုးရာလက်ဝဲလောကတစ်ခုလုံးရိုက်ခတ်သွားခဲ့တဲ့သတင်းဆိုးဟာမိသားစုများအတွက်အယူမီဝိုင်းစေခဲ့ပေမဲ့ပြည်တွင်းမှာတော့စားဝတ်နေရေးအတွက်လက်ဝဲပွဲတွေ
တပွဲပြီးတပွဲဆက်လက်ကျင်းပဖို့စီစဉ်စီကားလို့သာနေပါတော့တယ်ဒီသတင်းဆိုးရဲ့နောက်ပိုင်းကာလဆိုးများဟာတူတူရဲ့မိသားစုအတွက်မယုံနိုင်မယုံရဲပဲသတင်းမှားဖြစ်နိုးအိမ်မက်ဆိုးဖြစ်နိုးလက်နိုးလာနိုးစစ်အာဏာရှင်စနစ်ဆိုးရဲ့ရိုက်ခတ်မှုတွေကိုခါးစီခံနေကြရပါတယ်ဖေးပဲချင်းပြန်လာမလဲတမေးတဲ့မေးနေတဲ့သားသမီးများတေးသီရှင်ဒီမထင်ရှားတဲ့သားပြောင်မိခင်များလူမစုံနိုင်တော့တဲ့ထမင်းဝိုင်းတွေကတော့တိုးမြဲတိုးလာနေသေးပါတခါတလေတော့အဖြေမရှိတဲ့မိခွန်းတွေကိုကျွန်တော်တို့ဘယ်သူကိုမေးရမှမသိပါဘူးမတရားမှုကိုမကြိုက်တာအနိုင်ကျင့်တာကိုမခံကျင်တာမတရားမှုကိုရဲရဲထုတ်ဖော်တာဟာအရှင်လက်လက်ငရဲကြဖို့ထိုက်တန်တဲ့အပြစ်တွေလားကျွန်တော်တို့နားမလည်ခဲ့ပါဘူးတူတူရဲ့မိသားစုတွေဟာအတီးပြုတ်ရခက်တဲ့သတင်းဆိုးတွေကိုညှင်းဆန်ဖို့ကြိုးစားရင်းတက်ဆိုင်ရာကိုတနာစာတင်ဖို့ကြိုးစားလိုက်ချိန်မှာတော့2023ခုနှစ်ဧပြီလ26ရက်နေ့ကတည်းကတူတူတိတ်ဆုံးသွားပြီဖြစ်တယ်လို့အတီးပြုတ်သိရှိကြောင်းလက်မှတ်ထိုးစေခဲ့ပါတော့တယ်သေပြီး3လအကြာမှတိတ်ဆုံးတာကိုမိသားစုသိရတဲ့အဖြစ်မျိုးကစိတ်တန်ရာတွေကိုအနက်ရှိုင်းဆုံးဖြစ်စေခဲ့ပါပြီညီမတို့ကဆုံးရှုံးမှုတွေတခုပဲတကယ်ကိုကဘာပြက်နေတယ်လို့ပဲအခုကြားလာကြီးလေတခါမှလည်းမတွေ့လိုက်ရဘူးလေကိုတယောက်လုံးဆုံးလာတော့မခံစားရနေမလားဟုတ်လားခံစားရပါဇူလိုင်လ23ရက်နေ့မှာမိသားစုကအားကိုရတဲ့အကူကြီးအဖရာတူအရွယ်မရောက်သေးတဲ့ကလေးငယ်2ဦးနဲ့ကြံရစ်သူစနီးရဲ့ရွှေတောင်ကြီးပြိုကျသွားခဲ့တဲ့နေ့ပါမြမရိုးရလက်ဝဲအတွက်တော့တန်ဖိုးကြီးပညာသည်တူနိုင်ငံတော်အသစ်အတွက်ဆိုရင်ကျမ်းမာတန်ဆွမ်းတဲ့ပြည်သားကောင်းတူသူ့ဘဝကိုယဉ်ဤပေးဆက်ခဲ့ပြီးဖြစ်ပါကြောင်းတင်ဆက်ရင်းနဲ့ကျွန်တော်တို့တူတူကိုဘယ်တော့မှထပ်တွေ့ဖို့မဖြစ်နိုင်တော့ပါလား